လေးချုပ်ပါမယ်ဒါလေးကတော့ကျိုးတက်ပါဒါလေးကတော့19 စင်တီမီတာရှိတဲ့ဒီတချမ်းဆို19ပြာကျတော့ချုပ်စာအပါကို30နှစ်ဖက်ဒီလောက်ရှိတဲ့အိတ်ကလေးပါ15 စင်တီ16 စင်တီနဲ့12 စင်တီရှိတဲ့အိတ်ကလေးချုပ်ပါမယ်ရှင်ဒါလေးကကျိုးတက်ပါရှင်ကျိုးက39လောက်ရှိပါမယ်ရှင်ဒါလေးကတော့အိတ်ရဲ့အဖုံးအလားအတွက်ပါရှင်73 စင်တီပါဒါလေးနှစ်လွာလိုပါမယ်ရှင်အတွင်းလွာတက်ပါရှင်နှစ်ဖက်ပေါင်းလို့ရှိရင်သူက30ရှိပါမယ်ဟုတ်16ပါဒါလေးချစ်ပြမယ်နော်ဒါလေးကတော့ကြိုးလေးထုံးမှာပေါ့နော်သူကကျစ်စမီပုံစံလေးပါဒါလေးကတော့ကြိုးသွက်ပါရှင်ကြိုးသွက်ပါရှင်ဒီနေရာလေးကိုဆက်နဲ့ချုပ်ပါမယ်ရှင်ကဲဒါလေးကတော့အဲ့ရဲ့အဖုံးလေးပါအဲ့ရဲ့အဖုံးဒါလေးကတော့လမ်းပါပေါ့နော်ဒီပို့တိုက်မယ်လမ်းပြီးတော့ကျန်နေဒီချက်ကကျန်နေဒါမိပို့တိုက်လို့ရှိရင်လာတော့ပါမယ်ရှင်ဟာပေါင်လေးဒါဒီပေါင်လေးကိုအရင်ချုပ်မယ်နော်ပေါင်ရဲ့အတိုင်းတာကသူ့လိုပဲ30ဆိုလို့ရှိရင်သူလည်း30ပါကဲပေါင်ခတ်မယ်ဒီအဖက်ရဲ့အကျယ်ကဒီအိတ်ရဲ့အကျယ်ပေါ့နော်အိတ်ရဲ့အကျယ်ကချုပ်စာအပါကို29ရှိလို့ရှိရင်သူ့ကိုလည်းသူက4စင်တီခွဲလောက်ကျန်ရှင်းလာပါကြောင့်ဒီဘက်1စင်တီကချုပ်စာပါဒီလိုပေါ့နော်ဒီလိုလေးပါဒါကိုနောက်တစ်ဖက်ပါရှင်ဒါတော့ဆက်ထားတဲ့နေရာလေးကိုလည်းဒီနာမှာမီးမလာပါဘူးရှင်Esta cosa es chuchuco. Mana hai? Nanti akan dulu cepat mesin. Nanti sedikit ni. Jangan. Siapa ni kamu? Okay, dulu siapa? Dulu agriba. Aku nak coba. Sini.ကိုအတွင်းချမ်းသူ့လိုပဲဒါလေးကတော့အတွင်းချမ်းသူ့ကိုဒီအပြားထက်ကတော့တေးမယ်ပေါ့နော်ဒါကော်ချောင်းပါတဲ့အတွက်နောက်တစ်ဖက်ကိုချုပ်ပါမယ်ရှင်ဒါလေးကိုဒီလိုပါရှင်သူ့ကိုဒီလိုခြုံပြီးတော့ချုပ်လဲရတယ်ဒီလိုအသေးချုပ်လဲရပါတယ်
ဒီဖုံးရဲ့ဒီနေရာလေးမှာဒီလိုလေးအပိတ်လေးချုပ်ပါမယ်ရှင်အတွင်းချမ်းကိုတေချာနားလေလားမသိဘူးကျူကြတော့ဒီလိုတောင်းတောင်းလေးဖြစ်ချင်လို့ဒီကိုတောင်းတောင်းလေးဖြစ်ချင်လို့လေးစင်ကြီးခွဲလောက်ကိုချုပ်ပြီးတော့ညှက်လိုက်ပါမယ်ရှင်ကျွန်တော်လေးညှက်လိုက်ပါမယ်ရှင်ဒီဘက်လည်းအဲ့လိုပါရှင်ဒီဘက်ကနေချုပ်ပြမယ်နော်သူကအိတ်ရဲ့အောက်ကဒီလိုပါရှင်ကဲကျိုးလေးရဒီလိုလာပါမယ်ရှင်ကျိုးလေးကိုကြိုထုတ်ထိထားလို့လည်းရပါတယ်ရှင်ကဲကျိုးလေးနဲ့အတူတကွာဒီအတွင်းချမ်းလေးပြုတ်ပြမယ်ရှင်ကဲသူ့ကိုအတွင်းချမ်းလေးလည်းခုလိုပဲဒီတောက်လေးကိုလေးစင်တီခွဲလောက်ချုပ်ပါလို့ရှင်ဒီနေရာလေးစင်တီခွဲလောက်ချုပ်ပါလို့ရှင်ညက်လို့လည်းရပါလို့ရှင်မညက်ချင်လဲဒီလိုလန်ပါမယ်ရှင်ပြုတ်ဖို့ဒီလိုထည့်ပါမယ်ရှင်ကဲဒီလိုနော်အလင်းကိုမှတ်ကလေးအတွဲမယ်သူကတိတ်အလင်းမကြသေးဘူးဒီလိုလေးတွဲပါမယ်ရှင်ကျိုးလေးကဒီလိုလေးထည့်ထားမယ်ကျိုးလေးကိုထည့်ထားပါမယ်သူကိုဒါကအိတ်ကိုမလာဘက်ကနေစွတ်မယ်ဒါလေးကဒီလိုလေးစွတ်မယ်နော်မစွတ်ခင်ကော်ချောင်းလေးထည့်မယ်နော်တောင်းတောင်းလေးဖြစ်အောင်ဒီကော်ချောင်းလေးကတော့ချုပ်စာနာလွတ်တဲ့ထီကိုတိုင်းပြီးတော့ထည့်ပါမယ်ရှင်ကဲခဏတော့ကကိုယ့်ရဲ့ကော်ချောင်းလေးကဒီနေ့တော့ထည့်ရခဲ့မယ်ကော်ချောင်းလေးကျတော့နည်းနည်းတို့ပိတ်စာညံ့ရမှာခဏတော့ကလေနည်းနည်းထူနေတာကဲသူကြတော့ကျိုးပါဒီလိုလေးဘေးနားမှာတွေ့ထားမယ်ကျိုးတွေ့ထားမယ်ဒါလေးကတော့ကပတ်အဖုံးလေးနော်အဲ့လိုတွေ့ထားမယ်သူ့ကိုအလနဲ့အလအုပ်လိုက်မယ်ရှင်အုပ်လိုက်မယ်ရှင်ဒီလိုလေးချုပ်ပါမယ်ရှင်ဒီလိုလေးစွပ်ပါမယ်အခုကျတော့ကော်ချောင်းလေးကတော့သူ့ကိုနည်းနည်းဆင်းမယ်ပေါ့နော်ကော်ချောင်းလေးကိုနည်းနည်းတွတ်လေးယူထားပါမယ်ကဲအဲ့ဆိုလို့ရှိရင်ဒီကနေချုပ်မယ်ဒီဆက်ကတော့အမာချုပ်လို့မရလားတော့မတည်ဘူးရှင်အခုကတော့ဒီဆက်နဲ့ရိုးရိုးဆက်နဲ့ချုပ်ပါမယ်ဒီနေ့မီးမလာလို့ပါအဲ့ကတော့လည်းကဲအဲ့ဆိုလို့ရှိရင်ဒီလိုလုပ်ပါမယ်ရှင်ဒီစင်တီချုပ်ပါမယ်မော်တာဆက်နေဆိုညံနေပေါ့နော်ဆရာမတို့ကျတော့ဒီနေ့မိကြီးနားမှာမီးမလာလို့လေနော်မီးမလာကြောင်းကိုဒီလိုဆက်နေတော့ဆက်လိုက်ပါရရှင်ဒါလေးကတော့ကပတ်လေးပါကဲပြီးပြီရောလွယ်လေးနဲ့အိမ်မှာနေကိုယ့်ရဲ့အိတ်လေးတွေနဲ့ကိုယ့်ရဲ့ handmade လေးတွေနဲ့ကိုယ်တိုင်သုံးလို့ရအောင်ချုပ်လို့ရပါတယ်ရှင်အခုကျတော့သူ့ကိုယ့်ရဲ့ဒီအဖုံးချမ်းကိုမပါတဲ့ဒီနောက်တစ်ဖက်မှာလေအလားနဲ့အလားကတ်ချုပ်ထားတော့နည်းနည်းလေးခြံထားလိုက်မယ်9စင်တီလောက်ကိုခြံထားလိုက်မယ်ရှင်9စင်တီလောက်ကိုခြံထားလိုက်ပါမယ်ဒီနေရာလေးကနေ
ထွက်ခဲ့ပေးပါရှင်ဒီနေရာလေးကနေလမ်းပါမယ်ရှင်အိတ်လလလေးလမ်းပါမယ်ရှင်ကဲအခုကတော့ဒီလိုဖြစ်နေလေသူကျတော့ထွက်လာလို့ရှင်အရန်လာပါတယ်အတွင်းချမ်းပါရှင်သူကအတွင်းချမ်းဒါလေးကဒီလိုထည့်မယ်ကဲတွေ့လားလလလေးနဲ့ပြီးတော့ဖြုတ်အလေးတွေဖြုတ်မယ်သူ့လည်းဖြုတ်မယ်သူ့လည်းဖြုတ်မယ်ဖြုတ်အလေးလည်းဖြုတ်မယ်ဒီဖြုတ်အလေးလည်းဖြုတ်မယ်သူတို့ကိုဒီတိုင်းမှာကိုအနာလေးတွေကိုပြန်ချုပ်မယ်ရှင်အဲ့လိုလေးပြန်ဒီနားကနေစာချုပ်ပါမယ်ကဲဒါလေးအကြတဘောအရင်ပြမယ်နော်မပြသေးပါဘူးရှင်ပြလို့ရှင်မလားကဲဒီကနေကိုကအထင်းအနေနဲ့သွားမယ်မော်တာနဲ့အစက်နဲ့ဆိုဒီအထူလေးရတယ်ဒီဆက်ကအထူမရရင်လည်းဒီခြေကပညာဒါနပြချင်တဲ့အတွက်ကိုကဲသူကနည်းနည်းလေးထွက်စာနဲ့ဒီနားလေးကကြံထားတဲ့အတွက်ကိုသူကမိကျူတိုက်လိုက်လားနော်